ရန်ကုန်တိုင်းဒေသကြီးကျောက်တရားခရိုင်တကူမြို့နယ်၌1389ခုနှစ်မြန်မာရွေးရရှင်ကျေးမှုမဟာတကြံပွဲတော်တကြံအကြနေ၍နံနက်ပိုင်းမှစတင်၍ရေဆော့ကစားကြသူများဖြင့်အေးချမ်းပျော်ရွှင်စည်းကားလျက်ရှိကြောင်းသိရပါသည်တကုံမြို့နယ်ရောမင်းကြီးရပ်ကွက်ဦးဝိစာရလမ်းပေါ်ရှိတကုံမောင်မန်လမ်းလျှောက်တကြံမန္တအပါအဝင်မြို့နယ်အတွင်းရှိပြည်သူရင်ပြင်နှင့်နေရာအနှံပြားတွေလည်းပြည်သူများအေးချမ်းပျော်ရွှင်စွာနှစ်သက်ကိုအတာတကြံပွဲတော်၌ပါဝင်ရေဆော့ကစားလျက်ရှိကြောင်းသိရပါသည်ကျောက်တရားခရိုင်တကုံမြို့နယ်တွင်မြန်မာရိုးရာယဉ်ကျေးမှုမဟာတကြံပွဲတော်ကိုဧပြီလ23ရက်နေ့မှ16ရက်နေ့အထိယခုကဲ့သို့စီကားတိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီးနေ့စဉ်နံနက်ပိုင်းနှင့်ညနေပိုင်းတွင်လည်းစတုဒီသာမုံများကျွေးမွေးသွားမည်ဖြစ်ကြောင်းသိရပါရခင်ဗျာထိုသတင်းကိုညမင်းပြပြန်ဆက်မှပေးပို့ထားခြင်းဖြစ်ပါရခင်ဗျာ